ပါရှင်ထိုင်းစကားပြောပြီးသားဖို့တနေ့နေ့နဲ့ပြောကြည့်စို့ဆိုတဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတင်သွားပေးမယ်ဝါကြလေးကတော့မနက်ဖြန်ကျွန်တော်အလုပ်သွားလုပ်ရမယ်ဆိုတဲ့ဝါကြလေးပဲဖြစ်ပါတယ်ရှင်ဒီဝါကြလေးကိုဆရာမတို့တွေတစ်စိညင်းစီကြည့်ကြရအောင်နော်ပထမဦးဆုံးလုပ်တယ်ကိုထိုင်းလိုทำလုပ်တယ်ကိုทำလုပ်ရမယ်ต้องทำလုပ်ရမယ်ကိုต้องทำသွားလုပ်ရမယ်ต้องไปทำต้องไปทำသွားလုပ်ရမယ်အလုပ်သွားလုပ်ရမယ်ကိုต้องไปทำงานအလုပ်သွားလုပ်ရမယ်ကိုต้องไปทำงานကျွန်တော်အလုပ်သွားလုပ်ရမယ်ผมต้องไปทำงานผมต้องไปทำงานကျွန်တော်အလုပ်သွားလုပ်ရမယ်ผมต้องไปทำงานมะนับဖြန်ကျွန်တော်အလုပ်သွားလုပ်ရမယ်ကိုพรุ่งนี้ผมต้องไปทำงานพรุ่งนี้ผมต้องไปทำงานพรุ่งนี้ผมต้องไปทำงานทีนี้เราดีแล้วป่ะแม่อารมณ์เบตา